လက်ညွှန်ချက်ကလေးကိုကြည့်မြတ်စွာဘုရားကလူဖြစ်လာလို့ရှိရင်နံပါတ်1စီးပွားရှာတတ်ရမယ်တချို့ကစီးပွားရှာရင်လောဘဖြစ်တယ်လို့ဘာလို့ပြောပြီးတော့လောဘဆိုတာပုထုဇဉ်တွေဒီတိုင်းနေလည်းဖြစ်မှာပဲနော်လောဘတိုင်းကအပေကရဲ့ကိုရှောက်စေတာမှမဟုတ်တာအပယကမဏိယလောဘဆိုတာကအပေကြတဲ့လောဘကတစ်မျိုးတန်တရားကမလွတ်တဲ့လောဘကတစ်မျိုးနော်ပစ္စည်းရှာတာတရားသဖြင့်ရှာရင်အကုသိုလ်ဖြစ်တာမဟုတ်ဘူးအကုသိုလ်မဖြစ်ဘူးဒါကြောင့်ဘုရားဆောဗျာကလူဘဝရလာလို့ရှိရင်နံပါတ်1ပစ္စည်းရှာတတ်ရမယ်ပစ္စည်းရှာတဲ့အခါမှာကိုယ်ကျင့်တရားမြတ်တာလမ်းကြောင်းကသွားရမယ်ဒါပဲအဓိကတော့ဆိုလိုတာကပစ္စည်းလည်းရှာတတ်တယ်ကိုယ်ကျင့်တရားကိုလည်းထိန်းနေဒီနှစ်ခုရှိဖို့လို့လောကကြီးမှာလူဖြစ်အဲ့ဒီနှစ်ခုသွားလို့ရှိရင်ပစ္စည်းလည်းရှာတယ်ကိုယ်ကျင့်တရားလည်းထိန်းသိမ့်တယ်ဆိုရင်အဲ့ဒီပုဂ္ဂိုလ်ကဒီဘဝလည်းကောင်းမယ်နောက်ဘဝလည်းကောင်းမယ်ပစ္စည်းရှာရုံနဲ့အဖြစ်ဖြစ်တာမဟုတ်ဘူးကိုယ်ကျင့်တရားမထိန်းလို့ပစ္စည်းနော်တရားမြတ်တဲ့နိလန်နဲ့ပစ္စည်းကိုရှာတစ်ဖက်ကကိုယ်ကျင့်တရားနဲ့အညီရှာဖွေရမယ်ကုသိုလ်ကမ္မဗရတရား7ပါးအညီရှာဖွေရမယ်အဲ့လိုရှာဖွေလို့ရလာတဲ့ပစ္စည်းဥစ္စာကိုနံပါတ်1ကိုချမ်းသာဖို့အတွက်သုံးပြုရမယ်ကိုယ်အတွက်သုံးပြုမယ်နံပါတ်2မိဘတွေကိုထောက်ပံ့မယ်နံပါတ်3ကိုမိသားစုကိုချမ်းသာအောင်ထားမယ်နံပါတ်4ကိုမိတ်ဆွေတွေကိုညီဆောင်ရှောက်မယ်လိုအပ်တဲ့အချိန်မှာကိုညီမယ်နံပါတ်5ဒါနကောင်းမှုပြုမယ်မြတ်စွာဘုရားကအဲ့ဒီတိုင်းဟောထားတာနော်ဒါကစနစ်တကျပစ္စည်းကိုသုံးတယ်ပစ္စည်းဆိုတာရှာပြီးတော့သိမ်းထားရမှာမဟုတ်ဘူးအသုံးပြုရမှာဖြစ်တယ်